じゃあ今日は皆さん楽しみましょう。乾杯。乾杯。皆さんコップ持ってください。はい、本当に皆さんのおかげだと思ってます。ありがとうございます。来年もまた協力お願いします。はい、じゃあ今日は皆さん楽しみましょう。乾杯。乾杯。全部入れていいのかな。ね、ပတ်သက်တဲ့ပေါ့နော်ဒီ event လေးတွေမှာအမြဲတမ်းပါနေတယ်ဒါကိုတွေ့ရတယ်ပေါ့နော်ဒီနေ့လည်းပဲဒီနေ့ကဘာပွဲလေးလဲရင်ပြောပြပေးပါဦး ဒီနေ့ကတော့ကျွန်တော်တို့ဒီနီကာတာမှာရှိတဲ့မြန်မာတွေကိုစုပြီးတော့ကျွန်တော်တို့ဒီကားတို့လူခေတို့ခုမီယာကြီးကနေပြီးတော့မြန်မာတွေကိုစုပြီးတော့ဒီမှာဒီနှစ်ကုန် New Year ပွဲလေးလုပ်ပေးရဖြစ်ပါတယ်ခင်ဗျဟုတ် ဟုတ်တယ်နော်ဒီနေ့ပွဲလေးကတော့နီကာတာမှာရှိတဲ့မြန်မာတွေကိုစောင့်ရှောက်နေတဲ့အဖွဲ့အစည်းပေါ့ဒီအဖွဲ့အစည်းနဲ့ဒီခတ်တို့ခုမီယာကြီးနဲ့ပေါင်းပြီးတော့ကျင်းပတဲ့ပွဲလေးပေါ့နော်ဒီပွဲလေးကိုလာတာနဲ့ပတ်သက်ပြီးတော့အစားအစာတွေရောအရသာရှိရလားကိုယ့်ရဲ့ထင်မြင်ချက်ကလေးနဲ့ဟိုဘလို့ပေါ့နော်တကယ်ကြီးနေနဲ့စကားပြောတာနဲ့ပတ်သက်ပြီးတော့ဘလို့ feeling လေးရှိလဲပြောပြပေးပါဦး ပထမဆုံးပြောမှဆိုတော့ဒီဘက်မှာစားတဲ့အစားအသောက်တွေကတော့တကယ်ဟိုရှိဖြစ်ပါတယ်ပြီးကြတော့ဒီမှာမြန်မာဟိုတကယ်ချင်းအစ်စ်တွေလည်းလာကြတယ်ဆိုကွန်မတီရဲ့လူတွေကဒီနီကာတာမှာရှိတဲ့ကွန်မတီရဲ့လူတွေကဒီလာကြတယ်ဆိုတော့မင်းကနာခရုပ်ခုပို့ပြီးတော့ဖြစ်စေတယ်ပေါ့ဟုတ်တယ်နော်ဒီနေ့လေလူတွေအများကြီးပဲနော်ယောက်ျားလေးနဲ့မိန်းကလေးအကုန်လုံး30လောက်တောင်ရှိတယ်နော်ဒီနေ့ကဒီမှာကနှင်းလဲကြတယ်နှင်းကြပေမဲ့လည်းအကုန်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့လာကြတယ်နော်ဒီနေ့ရောဘာအစားအစာတွေဒီထဲမှာအများကြီးရှိပေမဲ့ဘာကိုစိုက်နေတက်ပြီးတော့ဘယ်ဟာကအရသာလေးရှိခဲ့လဲပြောပြပေးပါဦးဘယ်ဟာကအရသာလေးရှိခဲ့လဲဆိုလို့ရှိရင်တော့ရှာဘူးပေါ့အဲ့ဒါကိုတော့အဓိကတော်တော်များများတော်တော်လေးကိုစားဖြစ်ခဲ့ပါတယ်ဟုတ်သားတွေရောအကုန်လုံးပတ်တာချက်သားအကုန်လုံးပေါ့နော်ဒီမြန်မာအစားအစာလေးလည်းလက်ဖက်တုံလည်းပါတယ်အဲ့ဒါတွေရောအရသာရှိရလားမြန်မာအစားအစာကကြတော့ကျွန်တော်ဒီရောက်တယ်လည်းသိမကြသေးဒါပေမဲ့အခု6လလောက်ဖြစ်တော့မြန်မာအစားအစာနဲ့နည်းနည်းအလှမ်းဝေးနေတော့ခုမှဒါပြန်စားရတယ်ဆိုတော့တော်တော်လေးနည်းနည်းတော့အလန်းပြေသွားတာပေါ့မြန်မာအစားအစာတွေဟုတ်ကဲ့လက်ဖက်တုံလည်းအရသာရှိပါတယ်ဗျဟုတ်ပါတယ်ကျမတို့ရဲ့ NMS ဆိုတဲ့မြန်မာဆိုင်မှာကမြန်မာအစားအစာတွေအများကြီးရောက်ပါတယ်အဲ့ဒါကြောင့်ဒီနေ့လက်ဖက်တုံပေါ့နော်အားလုံးကြိုက်နေတတ်မယ်လို့ထင်တဲ့အတွက်ဒီနေ့လက်ဖက်တုပ်လေးယူလာတာဖြစ်ပါတယ်ပြီးတော့လည်းမြန်မာဆိုင်အောင်လဲလာပြီးတော့အားပေးကြပါပြီးတော့ဒီနေ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနေ့မလာတဲ့ကလေးများလည်းရှိတယ်ပေါ့နော်မအားလို့အဲ့ဒါနဲ့ပတ်သက်ပြီးနောက်ပိုင်းဘလိုလေးများပွဲကိုပို့ပြီးစီကားအောင်လို့အများကြီးလာဖို့အတွက်ဘလိုလေးဖိတ်ချင်ပါလဲအကြံဉာဏ်လေးပေးချင်ပါလဲရှင်ကျွန်တော်တို့ဒီနောက်ဆိုလို့ရှိရင်လည်းပွဲတွေအများကြီးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂူပွဲမလာတဲ့လူတွေရှိလို့ရှိရင်လည်းနောက်ပွဲတွေမှာလာပြီးတော့ပါဝင်ဆင်နွှဲပေးကြပါအောင်လို့ပြီးတော့လည်းဒီမှာပို့ပြီးတော့လူများလို့ရှိရင်ပို့ပြီးတော့ပျော်ဖို့ကောင်းမှာပါလို့ဟုတ်ကဲ့အခုရောဒီနီကာတာကိုပေါ့နော်ရောက်တာဘယ်လောက်ကြာပြီလဲပြီးတော့ဒီနီကာတာမှာရောတခြားမြို့တွေနဲ့ရှင်လို့ရှိရင်ရောနေလို့ကောင်းလားဒီနီကာတာကိုကြိုက်နှစ်သက်ရလားပြောပြပေးပါဦးကျွန်တော်ဒီကိုရောက်တာဆိုလို့ရှိရင်6လလောက်ပဲရှိပါသေးတယ်ဒါပေမဲ့နီကာတာကတော့တကယ်နေလို့ကောင်းပါတယ်ရာသီဥတုကလည်းအေးရဆိုပေမဲ့လည်းအေးတာတော့အေးတာပေါ့နှင်းလဲကြတော့နှင်းကြတဲ့အချိန်ဆိုလို့ရှိရင်တော့တကယ်ကိုပျော်ဖို့ကောင်းပါတယ်နှင်းဖြူဖြူတွေကြည့်ရတာတကယ်ကိုပျော်ဖို့ကောင်းပါတယ်ဗလဲလှတယ်ပေါ့ဗျာဟုတ်နောက်ဆုံးမင်းကုန်းလေးအနေနဲ့ပေါ့နော်ဒီနေ့လာတာနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကလေးပေါ့နော်ပျော်ရွှင်မှုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အားလုံးနဲ့တွေ့ရတာပဲဖြစ်ဖြစ်နောက်ဆုံးမင်းကုန်းလေးအနေနဲ့ခန်းစားချက်ကလေးကိုပြောပြပေးပါဒီနေ့လာတဲ့ပွဲရဆိုကျွန်တော်ပျော်တာပေါ့ကျွန်တော်ကိုဒီတခြားနိုင်ငံမှာမြန်မာတွေခုလိုမျိုးစီစီလုံးလုံးနဲ့ပွဲတွေကျင်းပပြီးတော့ဒါပျော်ပျော်ရွှင်ရွှင်နဲ့စားကြတောက်ကြတယ်ဆိုတော့တကယ်ကိုလည်းဝမ်းသာပါတယ်ပီတိဖြစ်မိပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မင်္ဂလာပါမင်္ဂလာပါအရင်နာမည်လေးမိတ်ဆက်ပေးပါဦးချောမိုးခိုင်လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါချောချန်ကချောကပေါ့နော်ဒီကိုလာတာလေနီကာတာကိုဘယ်လောက်ရှိပါပြီလဲဒီနေ့12လပိုင်း3ရက်နေ့ဆိုရင်တနေ့ပြည့်ပါပြီဒီနီကာတာမှာရောနေရတာပြောရလားနီကာတာရဲ့စပါးဆန်လည်းအရသာရှိသလိုပုံဝင်ကြံလည်းတိတ်ဆိတ်ပြီးတော့တောနယ်လေးဖြစ်ဖြစ်မယ်လေတော်တော်နေလို့ကောင်းပါတယ်ဆောင်းရတီမှာဆိုလဲနင်းနေတာကြပြီးတော့တော်တော်နေလို့ကောင်းပါတယ်ဟုတ်တယ်နော်အဲ့တော့ချော
ကတငယ်ချင်းတွေအားလုံးပေါ့နော်ဂျပန်ကိုလာမယ်ဆိုလို့ရှိရင်ရောတခြားမြို့နဲ့ရှင်ဒီမြို့ကိုခေါ်ချင်တာမျိုးရှိပါသလား ရှိပါတယ်တခြားမျိုးကကျတော့လူတွေတားကြီးကိုဟိုရှုပ်ရှက်ခဲ့ပြီးတော့နေလို့မကောင်းတာပေါ့ဒီမှာကျတော့တိတ်ဆိတ်ပြီးတော့နှင်းကြတယ်ဆိုလဲနေ့တွေမှာစောလို့ကောင်းတယ်တအားပြောစရာကောင်းတယ်ဆက်လာခဲ့ပါတော့အကုန်လုံး ချောကအခုပေါ့နော်ဒီမှာမြန်မာစားစာတွေဘာတွေရောဗမာဝယ်ပြီးတော့စားနေပါသလဲ မြန်မာဆောက်စာတော့ဒီခူမရိုင်းတို့စစဲအောင်မာတို့ဖွင့်ထားတဲ့နီဂတာခံမြန်မာချင်းရှီယန်ခေါခိုင်ဆိုတဲ့မြန်မာ shop ရှိတယ်မြန်မာဆောက်စာတွေအများကြီးရှိရပါတော့တခြားမျိုးတွေကလာပြီးတော့မှာမယ်ဆိုရင်တော့မှ Facebook ကလည်းရတယ် line ရလည်းရတယ်ဒီပေမှာရုပ်ချောချောအမတွေအကိုတွေလည်းရှိသလိုဒီစစဲကိုယ်တိုင်လည်းတားသဘောကောင်းတာပေါ့နော်ဈေးနှုန်းကလည်းတခြားဆိုင်တွေထက်ဆိုင်ပို့ချိုတယ်ပြီးကြတော့မြန်မာဆောက်စာအစုံရှိတော့ကိုယ့်အိမ်ကိုပြန်ရောက်တယ်လို့ခန်းစားချက်မျိုးနဲ့ဒါအစားလို့ကောင်းပြီဝယ်လို့ကောင်းပါတယ်လို့အားလုံးလည်းအားပေးကြပါလို့ ကျေးဇူးတင်ပါတယ်ဒီနေ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနေ့ကတော့ဒီနှစ်ကုန်သွားပြီနော်နောက်မနေ့ကဆိုနှစ်ကူးပြီဒီနေ့အားလုံးနဲ့စုံပြီးတော့ရှာဘူးပါတီလေးလောက်တာနဲ့ပတ်သက်ပြီးတော့ဒီနေ့လာခဲ့ရတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခံစားချက်လေးရှိပါလဲ ဒီနေ့မြန်မာတွေအကုန်လုံးနဲ့အတူတူရှာဘူးစားရတာအရန်လဲအရသာရှိသလိုအဝါလဲစားခဲ့ရပါတယ်လို့နောက်ပြီးကြတော့နီကာတာခံမှာရှိတဲ့တခြားတငယ်ချင်းတွေအကုန်လုံးနဲ့စကားလဲပြောနိုင်တယ် communication လဲပိုကောင်းပြီးတော့ပိုပြီးပြောစရာကောင်းပါတယ်လို့နှစ်တိုင်းလဲဒီလိုမျိုးကျင်းပကြပါတယ်အဲ့ဒီအတွက်လဲよろしくお願いしますဟိုင်ချောကဒီနေ့စားတဲ့စားစာထဲမှာအသားတွေလည်းရှိမယ်အရွက်တွေလည်းရှိမယ်မြန်မာစားစာလည်းရှိမယ်ဘယ်ဟာလေးကိုကြိုက်နှစ်သက်ပါလဲ အကြိုက်ဆုံးကတော့ကိုမြန်မာရဲ့အဓိကအစားအစာဖြစ်တဲ့လက်ဖက်ပေါ့လက်ဖက်ကိုစားလာပို့ပြီးတော့အရသာရှိပါတယ်နောက်ပြီးကြတော့ရှာဘူးတဲ့ဈေးချိုနဲ့စားလို့ပို့ပြီးတော့အရသာရှိပါတယ်လို့ ဟုတ်ကဲ့ပါကျမတို့ NMSA နီဂါတာမှာရှိတဲ့မြန်မာလူမျိုးတွေကိုစောင့်ရှောက်နေတဲ့ကျမတို့အဖွဲ့ကလည်းပဲအမြဲတမ်းဒီမျိုးကိုလာနေတဲ့ပေါ့နော်ဒီမျိုးမှာနေထိုင်တဲ့မြန်မာလူမျိုးတွေအတွက်ကိုအမြဲတမ်းစောင့်ရှောက်ပေးပြီးတော့ဈေးချိုတက်တာစားနဲ့ဈေးကိုလက်တက်တာစားနဲ့ရောင်းချပေးပြီးတော့ဒီ event ပွဲလေးတိုင်းမှာလည်းပဲပေါ့နော်တက်တာနဲ့အကုန်လုံးပြောပနဲ့ဆင်နွှဲရအောင်လဲစူးစမ်းပေးပါမယ်ချောအနေနဲ့ပေါ့နော်ဒီနောက်ဆုံးပေါ့ဒီနောက်ဆုံးမေးခွန်းလေးမေးချင်ပါတယ်အခုဒီနေ့ဒါနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကလေးပေါ့နော်ခန်းစားချက်ကလေးကိုတစ်ချက်ပြောပြပေးပါအောင် ဒီနေ့လာရဲ့ပွဲလေးကတော်တော်မှပြောစရာကောင်းပါတယ်အစားအစာတွေလည်းအဆုံရှိသလိုမြန်မာတငယ်ချင်းတွေနဲ့အကုန်တွေ့ရတယ်ပြောစရာကောင်းပါတယ်တကယ်လို့မလာနိုင်တဲ့သူတွေလည်းနောက်နေ့ပွဲတွေမှာအများကြီးရှိပါတယ်တကြံပွဲတွေရောသတင်းကျွပွဲတွေရောပွဲတွေအများကြီးရှိရတဲ့ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ချင်ပါတယ်လို့ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါဟိုနာမည်လေးမိတ်ဆက်ပေးပါဦး ဖုန်းငုံလင်းလင်းပါရှိ အခုကကြတော့ဗမာနေပါလဲ ခုကနီးကတာမြို့ပေါ်မှာနေတာပါ နီဂါတာမှာနေတာပေါ့နော်ဘယ်လောက်ရှိပြီလဲ အရင်နေ့ဒီချိန်လာရတာဆိုတစ်နှစ်ပြည့်ပါပါပြီ အော်တစ်နှစ်တောင်ပြည့်သွားပြီနော်နီဂါတာကနင်းနေကြတယ်အရန်အေးတယ်လို့လူတွေကပေါ့နော်ပြောကြပေမဲ့နီဂါတာနဲ့ပတ်သက်ပြီးတော့ရှုကင်းတို့နီဂါတာနဲ့ပတ်သက်ပြီးတော့ကြိုက်နေတဲ့တာလေးရှင်ပြောပြပေးပါဦး နီးကတာကအရင်လဲလူရှုပ်ရှက်ခက်တဲ့ဟာလည်းမဟုတ်ဘူးအရင်လဲတိတ်ဆိတ်တာလည်းမဟုတ်ဘူးနေလို့အတင်းနေပြောတယ်နောက်ပြီးတော့ရာတီဥတို့ကတော့နှင်းကြတဲ့အတွက်အေးတယ်နှင်းရလည်းဘလို့အရင်ပုတ်ပါလိမ့်မဟုတ်ဘူးဘလို့မိုးရေနေနေဘလို့မျိုးပါတော့နည်းနည်းတော့အေးတယ်နေရအဆင်ပြေတယ်မျိုး နီဂါတာမှာရောအခုနေပြီးတော့တခါလေမြန်မာစားကျင်တယ်ဆိုလို့ရှိရင်ရောအခုဒီမှာစားတဲ့နေရာတွေရောအဆင်ပြေရဲ့လား ဟုတ်ပြေပါတယ်ဒီ NMSA မြန်မာ shop ဖွင့်ပြီးတဲ့ဒီကနေတောက်လျှောက်မှာစားဖြစ်ပါတယ်တော်တော်အဆင်ပြေတယ်တော်တော်အဆင်ပြေပါတယ်လို့ချင်တာမြန်မာမုံရောနောက်အဓိကတော့လက်ဖက်ကတော့မြန်မာတိုင်းကြိုက်တော့အဲ့အရှိတာတော်တော်ပြေပါတယ်နောက်ပြီးတော့ငပိငချောက်တွေလည်းရှိတဲ့အတွက်အရန်ကိုမှပြေပါတယ် ဒီနေ့ပေါ့နော်အားလုံးပွဲလေးကျင်းပါတယ်ပေါ့နော်ရှာဘူးပါတီပေါ့အဲ့ဒါနဲ့ကျင်းပတဲ့ပတ်သက်ပြီးတော့တငယ်ချင်းတွေအများကြီးတဲ့နဲ့လည်းစုံတွေ့ရမယ်လို့ထင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကိုယ့်ရဲ့ပျော်ရွှင်မှုခံစားချက်လေးများရှိရင်ပြောပြပေးပါဦး ဝရှိပါတယ်ရှင်ဒီမှာတခြားညီမလေးတွေရောအမတွေရောတော်တော်များများတော့ညီမလေးတွေပေါ့တွေ့ရတယ်စကားပြောပြီးတယ်နောက်ပြီးတော့မသိဘူးလို့မြန်မာလူမျိုးတွေကြီးပဲတွေ့တော့ပိုပြီးမှနှွေးထွေးတယ်ပျော်ဖို့ကောင်းတယ်နောက်ပြီးတော့မြန်မာစားစာရောပါတယ်ဆိုတော့ပျော်ဖို့ရန်ကောင်းပါလေ ဒီနေ့စားတယ်ပေါ့နော်အစားအစာထဲမှာမြန်မာအစားအစာဖြစ်ဖြစ်ရှာဘူးတဲ့အားပဲဖြစ်ဖြစ်ကိုကြိုက်တဲ့သုံးရတာရှိတဲ့အစားအစာလေးရှင်ပြောပြပေးပါဦး ချိုင်းနဲ့တဆုံကတော့လက်ဖက်တော့ကတော့နံပါတ်1ပြီးတော့ရှာဘူးလည်းအဆက်အရတာအချို့ရောနှစ်ခုလောက်တာတော့
အဆက်ကြိုက်တယ်လို့ဆိုတော့အဆက်စာဖြစ်ပါတယ်အဲ့နှစ်ခုကကြိုက်ဆုံးပါဟုတ် နောက်ပိုင်းလဲပေါ့နော်ဒီလိုမျိုး event လေးတွေကလစဉ်မှာ2ခေါက်3ခေါက်သို့မဟုတ်လစဉ်ခေါက်တိုင်းရှိမှာဖြစ်ပါတယ်အဲ့လိုမျိုး event တွေလည်းပဲပါဝင်စီခြင်းပါတယ်ပါဝင်နိုင်မယ်လို့လည်းထင်ပါတယ်နောက်ဆုံးပျော်ရွှင်မှုရဲ့ခံစားချက်ကလေးနောက်ဆုံးမိန်းကလေးအနေနဲ့ခံစားချက်လေးပြောပြပေးပါအောင် အရင်ပြောပါတယ်ဘယ်လိုပြောမလဲမိသားစုနဲ့ဝေးနေတယ်နိုင်ငံဆိုတော့ဒီမှာမြန်မာလူမျိုးချင်းချင်းတွေ့ရင်ကိုယ်မိသားစုလိုလည်းခံစားရတယ်ပြီးတော့အားလုံးကလည်းနွေးနွေးထွေးထွေးမိသားစုဝင်နေလို့ရှိကြတယ်ညီမလေးတွေမောင်လေးတွေကလည်းအကုန်လုံးဘယ်စိမ့်စိမ့်ကကမရှိကြတော့ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေးနဲ့ရင်းရင်းနှီးနှီးဆက်ဆံကြီးအကုန်မိသားစုလိုပါပဲအဲ့လိုလေးရှိတဲ့အတွက်ပျော်ပါတယ်ဒါမှမဟုတ်လည်းဘပွဲလုံးအားရင်အားတယ်လို့ဒီကိုအမြဲတမ်းလာဖြစ်ပါတယ်စိတ်ချမ်းသာရလို့ပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမြဲတမ်းပေါ့နော်အားလုံးကဒီလိုမျိုးပွဲတိုင်းမှာပါဖို့လဲဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်